ဒီဟာတွေမင်းတို့ကဒီဆိုင်မာလို့ခေါ်တာပေါ့နော်လုံးဝပြောင်းနေအပိတ်နေဒါဆိုပြောင်းပြီးတော့အပိတ်ဒါကြတော့ပွင့်ဖက်လေးတွေပေါ်တယ်ပြီးလို့ရှိရင် glitter ဆိုရှင်တော့ဒီလက်ကြီးရဲ့ပွင့်ဖက်တွေပေါ့နော် make up ဆောက်လို့မှာပွားယူနေတာဆိုတော့ဒီလက်ကြီးနဲ့ကြီးရဲ့ပွင့်ဖက်တွေကိုကြာ glitter လို့ခေါ်တယ်ဆိုတော့ဒီလိုမျိုးအရန်ပိတ်လို့ရှိရင်လည်းကြီးရတဲ့အခါမှာမကြွပဲနဲ့မင်းတို့လှပမှုမှာလိုအပ်ချက်ရှိနေတယ်အောင်အရန် glitter ရဲ့ကြီးသွားတယ်မင်းတို့ပြားဆက်တွေအကတွေဒီ dance လုပ်တဲ့ပုံစံမျိုးကြီး make up တွေပဲရောက်သွားတယ်ပေါ့နော်ဆိုတော့မင်းတို့ကဒီဆိုင်မှာထုတ်တဲ့ပိုကြွားလှတဲ့ make up ကိုလိုချင်တယ်မင်းတို့အရင် dance လုပ်တယ်ဒီလိုမျိုးအကအလှအတိလိုပေါ့နော်ဘက်ကိုကြွားတဲ့ဟာမျိုးတက်မရောက်ချင်လို့ဆိုတော့မင်းတို့ဆိုင်မှာနဲ့ glitter ချပွင့်ဖက်ကိုရှားပါတယ်အဲ့လိုပွင့်ဖက်လေးတွေကအခုဆိုရှင်ဘယ်လို eyeshadow မှာပါလဲဆိုရှင်ဒီ Chinaထွက်တဲ့ eyeshadow တော်တော်များမှာပါလာပါပြီ ODBO တို့ဒီမင်းတို့ Saffron Color နီ Color ပေါ့နော်မင်းတို့ကပြောလို့ပွင့်ဖက်လေးတို့ဒီမျိုးလေးစမ်းကြည့်လိုက်ကဒီဖက်ဖက်လေးနဲ့ချွတ်ချွတ်လေးပေါ်နေတယ်ဆိုလို့ရှင်ဒါဒီ make up လေးနဲ့ခါမှာချွတ်ပြီးတော့ eyeshadow တစ်ခုချင်းစီအရန်ကိုလာပေါ့နော်ပြီးတော့မင်းတို့ဒီ eyeshadow shade scale တွေလိုပါပေါ့နော် branding scale တွေ eyeshadow palette တွေကျွမ်းသွားခါမှာလုံးဝအရန်ကိုလှပပြီး make up ဆိုတာဒါပါလားဆိုတာကိုဝေခွဲနိုင်တဲ့ make up တစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီတို့အတွက်ဒါလေးရတော့တို့ပဲလုံးဝကိုအခုသုံးပြနေတဲ့ eyeshadow လေးပေါ့နော်ပြီးလို့ရှိရင်တော့မင်းတို့ဒီမှာဒါလေးကကြာလို့ရှိရင်တော့မင်းတို့ဒီက CT eyeshadow စပေါ်ရဝယ်ထားပြီးတိတ်မတုံးပြီးသူကကြာလေလုံးဝသူက update ပေါ့နော်သူကဟို eyeshadow မှာတော့ cream တိုင်းနဲ့ eyeshadow တိုင်းနဲ့လို့လို့ဆွတ်ဆွတ် eyeshadow အားလေးပေါ့နော်သူကအရောင်ထွက်မှုကအရန်ကောင်းတယ်ဆွတ်ပြောပေါ့နော်ဒီတခြား eyeshadow လေးတွေကိုသုံးပြတာဒါလေးမသုံးပြတာဒါပေမဲ့အခုဒီပကြံမှာဆိုမမိုင်လို့ဆိုရင်တို့ဒီပကြံအတွက်ကိုပေါ့နော်ဒီလိုမျိုးဟိုခရမ်းလေးတွေငွေရောင်လေးဆက်ပြီးလေးတဲ့အခါမှာအရန်လာလို့ဒီလက်တက်လုံးမှာပြန်သုံးပြတဲ့ eyeshadow လေးပေါ့နော်ဒါလေးလည်းအရန်ကောင်းပါတယ်ဆိုတော့ဒါတော့မင်းတို့ဒီရတဲ့အချိန်ခဏလေးအတွင်းမှာပေါ့နော်အမြန် share လုပ်ပေးရတာဖြစ်ပါတယ်ဗီဒီယို content ပုတ်ခဲဒီ7 minute တွင်းလေးမှာရတဲ့အချိန်လေးမှာ share လုပ်ပေးရပါတော့အဓိကဒီပြောတဲ့စကားတွေအများကြီးမှာအဓိကမှတ်လိုက်ဖို့တမန်အချင်းချင်းပြန်ပြောရမယ်ဆိုလို့ရှိရင်တော့အညိုရောင်အသားရောင်အဲ့လိုအရာမျိုးလေးတွေတခွားရောင်လေးပဲပါတယ် eyeshadow လေးတွေဝယ်ပါပွင့်ဖက်လေးတွေဆိုလို့ရှိရင်တော့မင်းတို့ပွင့်ဖက်လေးတွေကရှိုင်မာနဲ့ glitter ကြားဖြစ်တဲ့ဒီလိုကျွမ်းတဲ့ပွင့်ဖက်လေးတွေပါတယ် eyeshadow လေးတွေဝယ်ပါအဲ့ဒါဆိုလို့ရှိရင်တော့ပုံပြအသုံးဝင်ပါတယ်ဘယ်လိုကာလေးဝယ်ရမလဲဆိုလို့ရှိရင်တော့အသားရောင်အညိုရောင်တခွားရောင်အနီရောင်နီညိုရောင်ပုံကျိုးရောင်အဲ့ဒီလိုအရာလေးတွေအဓိကများပါတယ် eyeshadow လေးကိုသုံးခြင်းအပြင်မင်းတို့တော်တော်များလွတ်တွေအကုန်လုံးဖန်တီးနိုင်မယ် eyeshadow လေးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆိုရှင်တော့လုံးဝ eyeshadow ရဲ့မှာလုံးဝဖျားသခင်ဖြစ်တဲ့လုံးဝကိုအဲ့ဒီ update ဒီစနစ်ဖြစ်တဲ့ eyeshadow တစ်ခုအကြောင်းပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာဆိုရှင်မထပ်ပြောပြပေးရမယ် eyeshadow ကလုံးဝ eyeshadow တွေရဲ့လုံးဝဖျားသခင်ပေါ့နော်လုံးဝကိုအခုချိန်မှာမရှိမဖြစ်ဘာကြောင့်ဒီ eyeshadow ကဒါကြောင့်သုံးရတာလဲဘာကြောင့်မလို့ ထိုင်းရွက်တွေမှာအရေးကြီးရလဲသူများ make up နဲ့ရှင်လိုက်တဲ့အခါမှာဘယ်လိုလှပမှုကိုပေးနိုင်လဲဆိုရင် eyeshadow တစ်ခုကိုမြစ်ကနေပြီးတော့ပြောပြပေးပါမှာဖြစ်ပါတယ်လုံးဝအခုနောက်ပိုင်းမှာ update သုံးနေကြတယ်ဘာကြောင့်အဲ့ဒီ eyeshadow ကိုသုံးတာလဲဆိုတဲ့ဟာပေါ့နော်ဝေဘယ်များဖြစ်တဲ့ eyeshadow တစ်မျိုးပဲဖြစ်ပါတယ်ဒါတော့မြင်လို့ဒီဒါတော့မင်းတို့ဒီ eyeshadow လေး share လုပ်ပေးနေနောက်ထပ်ဗီဒီယိုလေးကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။မင်းတို့ make up နဲ့ထပ်ပိုင်းပါ make up နဲ့ထပ်ပိုင်း make up academy မြန်မာဆိုပြီးတော့ဒီ make up တင်တန်းကျောင်းနဲ့ဒီ make up studio ဖွင့်ထားပဲဖြစ်ပါတယ်။မင်းတို့ make up တင်တန်းကျောင်းတော့ရန်ကုန်မြို့ထဲနဲ့ဆိုင်ရင်3တန်းမှာပါ။လက်ရှိမှာတော့မင်းတို့ဒီ time technique တွေဖြစ်တိုင်းဆောင်းမှာတော့တင်ထား time technique တွေနဲ့မင်းတို့ဒီတူသမီးရဲ့ bridal တွေဝိုင်းတွေအကုန်လုံးလိမ့်နိုင်တဲ့ဒီ bridal class တွေမင်းတို့ basic to advanced class တွေဖွင့်ထားပြီးရရှိပါတယ်။ basic to advanced class တွေကိုတက်မယ်ဆိုလို့ရှိရင်တော့မင်းတို့ရဲ့ phone ဖြစ်တဲ့4266336ကိုအများဆုံးဆက်သွယ်နေစုံစမ်းပေးရနိုင်ပါတယ်ကျေးဇူးများပါတယ်မိတ်ကမင်းထပ်ပိုင်းမှာနောက်ထပ်ဗီဒီယိုတွေမှာလည်းတစ်ချက်ပို့တဲ့ပညာရေးတွေကိုရှင်းလုပ်ပြတာပါဖြစ်ပါတယ်ကျေးဇူးများပါတယ်မင်္ဂလာပါ